ဒီနေ့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ပြန်လုပ်ထားတယ်ဒီနေ့တော့နည်းနည်းအေးတယ်เนาะကျွန်တော်တို့မီချီကန်မှာနည်းနည်းအေးသေးတယ်ဒီမှာစနိုးတွေကြာသေးတယ်ဒီနေ့ပြောပြချင်တဲ့အရာကတော့ကျွန်တော်တို့အိမ်နိုင်ရမှာဒီအိမ်နိုင်ရပေါ့เนาะဒီ siding နဲ့ဒီအောက်ကဘာပြောလဲfoundation basement ရဲ့နိုင်ရန်ပေါ့နော်ဒီနှစ်ခုဒီဟာနဲ့ဒီတောင်းနဲ့ပေါ့နော်ဒီတောင်းနဲ့ဒီမြေကြီးနဲ့အရန်ကတ်တယ်အရန်ကတ်တဲ့အိမ်ကြီးကကျွန်တော်တို့တတိထားမှာကဒီဟာနဲ့အညီသွားပြီးတော့မှဒီအုတ်ခဲတွေဖြစ်ပေါ့နော်သွားပြီးတော့မှမစီလိုက်မိဖို့ဒီဟာနဲ့အညီသွားပြီးတော့ဒီမြေဖို့ပေါ့နော်ဒီဟာနဲ့အညီသွားမလုံးမလိုက်မိဖို့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီဟာနဲ့အညီသွားလုံးလိုက်တဲ့ခါဆိုတော့ဒီဟာကတော့အိမ်ဒီဟာဒီ siding ရဲ့အထဲမှာplywood ရှိတယ်အဲ့ဒီ plywood ကဒီfoundation ရဲ့အပေါ်မှာ6နှစ်တုံးပြီးတော့မှအဲ့ဒီပေါ်မှာမှအဲ့ဒီ plywood ကတ်ထားတာplywood ရဲ့အပြင်မှာမှဒီ siding လောက်ထားတာဆိုတော့ဒီမြေနဲ့ဒီ siding နဲ့တွားညီတယ်ဆိုရင်တကယ်လို့ရေတွေဆိုလာတဲ့ခါကျရင်ဒီမြေကြီးရေတွေပြည့်လာရင်ဒီထဲကရေတွေကအထက်ဝင်ပြီးတော့မှအထက်ကplywood ပေါ့နော်အထက်ကတစ်ပြားကိုစားသွားတယ်ကြာလိုက်ဆွေးသွားတယ်ပုတ်ပြတ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတစ်ချက်တတိထားစေခြင်းနဲ့ကျွန်တော်တို့ကိုက spring ရောက်တော့မှာဆိုတော့အားလုံးတော်တော်များများက channel လောက်ကြတယ်ကိုအိမ်ဘေးနားမှာကြောက်စရစ်တွေစီကြတယ်ပေါ့နော်ဆိုတော့ဒီဟာလေးပေါ့နော်ဒီ siding အထိကြောက်စရစ်စီတာပဲဖြစ်ဖြစ်ဒီအုတ်ခဲတွေခင်းတာပဲဖြစ်ဖြစ်ဒီ siding ရဲ့အောက်အထိမရောက်စေနဲ့ပေါ့နော်အဲ့ဒါလေးတစ်ချက်တတိပေးခြင်းနဲ့ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ဒါလေးတစ်ချက်ပြောချင်တယ်ဘာတကယ်လို့ကျွန်တော်ဒီအိမ်ကတော့ကျွန်တော်ဒီdeck ရဲ့အောက်မှာဆိုတော့ဒီကောင်တော့တိတ်တော့ပြဿနာမရှိဘူးဒါပေမဲ့ဒီလိုမျိုးအပြင်ထက်ကျွန်တော်အမေရိကန်အိမ်နဲ့တည်တဲ့အတိုင်းပဲပေါ့နော်အပြင်ဘက်ကခေါင်းမိုးကဘာလဲအမိုးဘယ်လိုပြောမလဲဒီလိုမျိုးထွက်တဲ့အောင်မရှိဘူးလေနော်တကယ်လို့ဒီမိုးကြီးကြမယ်ဆိုတော့တောက်လျှောက်တွေကိုကြာသွားမှာကြာပြီးတော့တကယ်လို့ဒီဟာနဲ့မြေကြီးနဲ့တွားညီနေဆိုရင်တော့ရေတွေကအထဲဝင်မယ်ဒီမှာပြန်ဒီကောင်ရဲ့အထဲမှာရှိတဲ့plywood ကဆွေးသွားမယ်နော်အဲ့ဒါဆွေးသွားရင်တော့ပို့ပြီးတော့မှကျွန်တော်ကုန်ချစေးတွေပုံများတယ်အများကြီးပြုတ်ပြန်လဲပြုတ်ပြင်ရမှာဖြစ်ပါတယ်လို့နော်ဒါလေးကိုပြောပြချင်တယ်အားလုံးကိုကျေးဇူးတင်တယ်တော့ဒီနေ့ပို့တော့ဗီဒီယိုကတော့ဒီလောက်ပါပဲ